皆さん、こんにちは。အားလုံးပဲမင်္ဂလာပါ Harvard Online Japanese Language School ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့အခြေခံပညာဌာနရဲ့အပိုင်း19ကိုဆက်လက်တင်ပြပေးမှာပဲဖြစ်ပါတယ်။ဒီအခြေခံပညာဌာနအပိုင်း19မှာဆိုရင်အရင်နေ့ကအပိုင်း18တုန်းကပြောခဲ့သလိုပဲပေါ့နော်။ဒီနေ့ကတော့အရင်ကသင်ခဲ့ပြီးသမျှပေါ့နော်ဟာလေးတွေကိုအနည်းငယ်ပေါ့နော်ချုပ်ပြီးတော့ဘယ်လိုပြောမလဲ overview ပြန်ပြီးတော့လုပ်ပေးမှာပေါ့နော်။ပြန်ပြီးတော့ခြုံပြီးတော့အနှစ်ချုပ်လေးပြန်ပြီးတော့ပြောပေးပါမယ်။ revision ပြန်တဲ့သဘောမျိုးပေါ့နော်။ဟုတ်ကဲ့ပါ။အဲ့ဆိုတော့စလိုက်ကြရအောင်။ဒီမှာအခုပြထားတာပေါ့နော်အပိုင်း1နဲ့3လောက်ကိုသင်ခဲ့တယ်ဒီ PDF ဖိုင်လေးပဲဖြစ်ပါတယ်။ဒါလေးတော့မှတ်မိလားတော့မသိဘူးဒီဟာလေးတော့သင်ခဲ့ပူပါတယ်ပေါ့နော်။ Japanese Language Basic Course 1 PDF ဖိုင်လေးပေါ့နော်။ဒီမှာကြည့်မယ်ဆိုရင်ပထမဆုံးဒီမှာပေါ့နော်ဒီဘာကိုသင်ခဲ့လဲဆိုရင်ဂျပန်စာမိတ်ဆက်အကြောင်းကိုသင်ခဲ့ပါတယ်။ဒီဂျပန်စာမိတ်ဆက်မှာဆိုရင်ဂျပန်စာကစုစုပေါင်းဘယ်နှလုံးလဲဆိုရင်ဟုတ်ပါတယ်46လုံးရှိပါတယ်။46လုံးကဘယ်လိုလဲဆိုရင်ဒါလေးဒီတိုင်းပြန်မေးကြည့်မယ်နော်။ဒီအာယုဝဲအိုခိုင်ကုကေကိုဒီလိုမျိုးအွန်ထီကဒီစကားလုံးလေးတွေကိုဘာလို့ခေါ်ပါလဲ။လို့ခေါ်လဲဟုတ်ပါတယ်။ဒါကတော့ဖြည့်နိုင်နေရပေါ့နော်။ဒါကတော့ရိုမာကြီးလို့ခေါ်တာပဲဖြစ်ပါတယ်။ရိုမာကြီးဘယ်နှလုံးရှိလဲ46လုံးရှိပါတယ်။ Okay ဒီဟာလေးကရိုမာကြီးတွေတော့ဟုတ်တယ်။ဒါပေမဲ့အဲ့ဒါတွေကနော်46လုံးရှိရပေါ့နော်။ခေါ်ဂျူးအွန်တွေဖြစ်ပါတယ်။ခေါ်ဂျူးအွန်ဖြစ်တယ်ပေါ့နော်။ဘာလို့ခေါ်ဂျူးအွန်လို့ပြောရလဲဆိုရင်သူကရေးထားတဲ့အတိုင်းလုံးဝဂျပန်စာမူရင်းအတန်ထွက်လို့ပါ။ဒီမှာဆိုလဲအခစအခါစဆိုရင်သူရေးထားတဲ့အတိုင်းသူဂျပန်မှာရှိတဲ့အတိုင်းအတန်ထွက်တယ်ဒါပေမဲ့ပြန်ပြောမယ်နော်ဒါပေမဲ့တစ်ခုရှိတာကဒီတခြားပေါ့နော်ဂေါ်ဂျူးမဟုတ်တဲ့တခြားဓာတ်ခုအုံးတို့ကပြထားတဲ့ဓာတ်ခုအုံးတို့ခန္ဓာကိုယ်တို့ရောက်သွားပြီဆိုရင်အတန်တွေကိုဘာဖြစ်လဲတဲနော်ပြောင်းပြရတယ်ဘာနဲ့ပေါင်းနော်ဘာတင်ဘယ်ရောက်ပြောင်းအဲ့လိုတွေပြောင်းပြရတယ်ပေါ့နော်အဲ့တကြောင့်မို့ဒီရိုမာကြီးကိုနားလည်ထားမယ်ဆိုရင်အနောက်ဘက်မြင်မှာမခတ်ဘူးရိုမာကြီးမှာမှရောနေသေးရဆိုရင်တော့ဒီနောက်ပိုင်းကြီးကခတ်ပါလိမ့်မယ်ရိုမာကြီးက46လုံးရှိပါတယ်အစကနေအဆုံးတစ်ခါပြန်ပြီးတော့ဆိုပြမယ်ပေါ့နော်နိုင်ပါအာအီဥအေအိုခခိခုခေခိုစာရှိစုစေဆိုတချီစတေတူနာနိနုနေနူဟခိဖုဟေဟူမမိမှုမဲမူယယူယောရရိရုရေရူဝါဝုဒါဘယ်နှလုံးလဲဆိုရင်ရိုမာကြီးခေါ်ဂျူးအွန်46လုံးဖြစ်ပါတယ်။ပြီးတော့ဂျပန်စာမှာဂျပန်စာရင်းနှီးဘယ်နှနည်းရှိပါလဲ။ဟုတ်ပါတယ်ဂျပန်စာရင်းနှီးက3မျိုးလို့လည်းပြောလို့ရတယ်4မျိုးလို့လည်းပြောလို့ရတယ်နှစ်ခုလုံးမှန်တယ်ပေါ့နော်။ဘယ်လိုကွာလဲဆိုတော့3မျိုးထဲမှာဆိုရင်ဘာတွေပါမလဲဆိုရင်ရိုမာကြီးဣရကနာခတခဏဒါကတော့ဒီလုံးဝအခြေခံရင်းနှီး3မျိုး3မျိုးပေါ့နော်ဒါပေမဲ့သူ့ထက်တစ်စင်းမြင့်လိုက်လို့ဆိုရင်4မျိုးပေါ့နော်ရိုမာကြီးဟီရာကနာခတခဏခံကြီးဆိုပြီးတော့၄မျိုးရှိပါတယ်။ဒီဆိုခံကြီးစကုံးလေးကတော့ဒီမှာမတင်ရသေးဘူးဆိုတော့ထားလိုက်ပါတော့နော်။ဆိုတော့ပြန်ပြီးတော့ထပ်ပြောမယ်နော်။ထပ်ပြောမယ်ဆိုတော့ခုနကတော့ဒါပါကြီးလေကော်ကျူအနေဖြစ်ပါတယ်။ကော်ကျူအနေဆိုအခုဘာကိုရောက်ပြီလဲဆိုရင်အတန်ပေါင်းချင်းလေးကိုပါတစ်ခါရေးပြန်ပြောမှဖြစ်ပါတယ်။ဓာတ်ခုအုံရောက်ပြီပဲဖြစ်ပါတယ်။ဓာတ်ခုအုံကကြတာဘယ်လိုစကားလုံးတွေလဲမှတ်မိသေးလားမသိဘူးနော်။ရှင်းတော့အရင်ဗီဒီယိုမှာအဲ့လိုပေါ့နော်အတန်ပေါင်းချင်းတွေကိုတက်ပြီးတော့တင်ပေးခဲ့ပေါ့နော်အဲ့လေးမှမြင်လာရပါတယ်ဆိုတော့ဒီမှာဆိုဓာတ်ခု on နေပေါ့နော်ဒါလေးဖြစ်လာဓာတ်ခု on မှာဆိုရင်သူကဘယ်လိုစကားလုံးလေးခေါ်ရလဲဆိုတော့ဓာတ်ခု on နေကိုတဲ့တန်တန်ဆိုတဲ့အခရာလေးတင်ပြီးတော့ရေးရပါတယ်တဲ့တန်တန်ဆိုရဲသူပြောချင်တာကတန်တန်တင်ထားတဲ့စကားလုံးကအဲ့ဒါပါလေဓာတ်ခုပြန်ပြမယ်နော်ဆိုတော့ဥပမာအရင်ဆုံးခထားပါတော့ဒီဂလေးဝယ်ရေးပြလိုက်တော့မယ်နော်ခကိုရေးမယ်ဂမလာခင်သူ့ရဲ့ basis အခြေခံစကားလုံးကခဘယ်လိုရေးမလဲ
နော်ရင်တော့တင်ခဲ့ပြီးသားပါဒါလေးကခဒီလိုလေးကခအဲ့ခလေးကိုမှတန်တန်ဆိုတဲ့အပေါ်ကနေဒီလိုလေးထားလိုက်မယ်ဆိုရင်ဒါလေးကဂဖြစ်သွားပါတယ်ဂဘယ်လိုတန်ထွက်မလဲဒီဓာတ်ခုံလေးကိုဘယ်လိုတန်ထွက်မလဲဟုတ်ပါတယ်ဒီဟာလေးကိုဒီတန်ဆိုတဲ့အရာလေးတင်ပြီးတဲ့အခါမှာအတန်ကိုပြင်းပြီးထွက်ပြီးပါပြင်းပြီးတော့ထွက်ပေးရမယ်နော်ပြင်းရမယ်အတန်ကိုထွက်တဲ့နေရာမှာခုနအတန်ပြောထွက်တယ်ဆိုရင်အတန်ကိုတင်းထွက်ရမယ်တန်ပြင်းတင်တာပေါ့နော်ဟိုပါပေါ့ဒီမြန်မာလိုဟိုအဓိပ္ပာယ်ကကြတော့ဒီတန်ဆွဲစကားလုံးလေးကကိုယ့်ရဲ့အတန်ကိုတဝက်ပြင်းပြီးတော့ထွက်လိုက်တာပေါ့နော်တန်ပြင်းတင်တာလို့ပြောလို့ရတယ်ဒီမှာဆိုရင်ဒါဆိုဘာဖြစ်သွားမလဲဆိုရင်ပါတယ်ခခခခအဲ့မှာတခုရှိရဒီလို dark on စကုံးတွေကဒီကိုယ့်ရဲ့လေချောင်းကနေအတန်ကျိုးလေးကနေလာပါတယ်။မှာခလို့ပြောလိုက်ရှင်ပါဇက်ကပဲပြောနေတာလေချောင်းကိုကင်ကြည့်လိုက်လေချောင်းကင်ကြည့်တဲ့ထဲမှာခလို့ပြောရင်လေချောင်းမှာခံစားမှုမရှိဘူး။ဒါပေမဲ့ဂလို့ပြောကြည့်လိုက်ပါဂဂမှာ voice ရှိရပေါ့နော်ဒီလေပင်ထဲမှာရှိရအတန်ကျိုးလေးကနေထွက်တာဒီလေချောင်းထဲကနေထွက်တဲ့အတန်လေးပဲဖြစ်ပါတယ်။ဒါကိုဝင်ရမယ်နော်ဆိုတော့အစနေအဆုံးကိုတစ်ခါပြန်ပြီးတော့ဆိုပြပါမယ်ဂဒီဂုဂေဂူဇာဂျီဇုဇေဇူဒါဂျီဇုဒေတူဘာဘီဘူဘေဘူနော်အပိဆိုနောက်တစ်ခုတော့ပါမယ်နောက်တစ်ခုကတော့ဘာလဲဟုတ်ပါဒါခုရေဟနာကွင်ရေကိုရှင်ပြီးတော့ပြောခဲ့ကိုတယ်နော်ကဲလို့ပြန်ပြီးတော့ပြောလိုက်မယ်ပေါ့နော်ဟန်နာကွန်နဲ့ဓာကွန်ကဆန့်ကျင်ဘက်ပါခုနဓာကွန်အုံးကဘလို့အတန်ထွက်ရမလို့ပြောထားလဲဟုတ်ပါတယ်အတန်ကိုတန်ပြေးတင်ပြီးတော့အတန်ကိုပြင်းပြင်းလေးပေါ့နော်တော်တော်ဘယ်ပြောမလဲအဲ့ voice နဲ့ထွက်ပြရမှာပေါ့နော်ပဲဟန်နာကွန်ကကြတော့နားမနော်ဟန်နာကွန်ကကြတော့အဲ့ခုနဓာကွန်အုံးနဲ့ဆန့်ကျင်ဘက်အတန်ကိုပျော့ထွက်ပေးရမှာခုနဓာတ်ကုအုံကပြင်းထွက်ရင်ဟန်နာကွန်ကြပျော့ထွက်ဒီနေရာမှာဟန်နာကွန်ဆိုတဲ့ဒီစကုံးလေးအတိတ်ပြောတစ်ခါရှင်းပြမယ်ပေါ့နော်ဓာတ်ကုအုံဆိုတာခုနကပြောတဲ့တန်ပြင်းတင်တာအရှိရဟန်လေးပါလိုက်တာဟန်ကကြတဝက်လို့အတိတ်ပဲရတယ်ဆိုတော့တဝက်ဆိုတော့တဝက်ရဲ့နောက်ကသူကအတန်ကိုပြင်းထွက်တာဆိုတော့တဝက်ဆိုတို့ကြအမှကြတော့ပြောင်းမြတ်အနေနဲ့တဝက်ကိုရှော့လိုက်မှာတဝက်ရှော့လိုက်တဲ့အခါမှာအတန်ကတဝက်ပျော့သွားတယ်နော်ရမယ်နော်အဲ့ဒီမှာကြည့်မယ်ဒီမှာကျတော့ဟနာကုံကရှင်းပါတယ်ငါးလုံးပဲရှိပါတယ်သူကဟာဟီဖူဟဲဟူဆိုတဲ့နော်ဟာဟီဖူဟဲဟူဆိုတဲ့ဟာရိုးပဲတန်ပျော့လေးကတင်လို့ရတာဖြစ်ပါတယ်ဘာလဲဆိုရင်ပါပီပူပဲပူပေါ့ကြီးပြပါမယ်ဟနာကုံစကလုံးတွေကိုတဲ့မာလူလေးတင်ပြီးတော့အေးရမှာပဲဖြစ်ပါတယ်မာလူကဒီမှာဆိုရင်ဒီလိုအလုံးလေးပေါ့နော်အပေါ်ကဒီလိုအလုံးလေးနဲ့တင်းပြအေးရမှာဖြစ်ပါတယ်ဒီနော်ဒီမှာပဲကိုရေးပြလိုက်မယ်နော်ပဲကိုဒီကိုဟဲစကလုံးလေးကမှတ်မိမယ်တင်လို့ပါဒီလိုလေးဆွဲမယ်အပေါ်ကနေဒီလိုတင်လိုက်မယ်ဒါဆိုရင်ဟုတ်တယ်ဟုတ်ပါတယ်ပဲရပြီပြောလို့နော်နောက်တစ်ခုရေးပြအောင်မယ်နောက်တစ်ခုရေးပြမယ်ဗျာရေးပြမလဲဆိုရင်နားလေးပါပီပူပဲပူပကိုရေးပြမယ်ပေါ့နော်ပကကြဘလို့ဒီမှာနောက်တစ်ခုပြမယ်နော်တစ်ခုပြမယ်နေမှာဒီမှာကျတော့သူကရိုမာကြီးစကလုံးတွေကိုအဲ့လိုဓာတ်ခုအွန်တို့ဟန်နာခုအွန်တို့တင်ပြီးတော့ရေးလို့မရဘူးသူကပဆိုရင်ဟာကိုဒီလိုကြီးပေါ့နော်ဘေးကနေခက်တက်ဘာဒီတန်ပြင်းအခရာကြီးနဲ့ရေးလို့မရပါဘူးဘာလို့လဲဆိုတော့တိကျကြည့်နေမယ်နော်တိကျကြည့်တဲ့အခါမှာအဲ့မဲ့ဟာဆိုရင်အပေါ်ကအောက်ကအင်္ဂလိပ်စကားလုံးတွေဟုတ်တယ်မလားအပေါ်ဘလို့မှဂျပန်အဲ့လိုဖြီးတစ်လုံးလုံးတင်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုရင်ဟီရာခနာခတာခနာစကလုံးလေးတွေကတချို့ပဲလို့ရပါတယ်ဒီမှာလဲပေါ့နော်ဒေါက်ကွန်နဲ့ဟန်နာကွန်မှာလဲရေးရမှာ view size တွေအချက်ရှိပါတယ်ဆော့ဆော့ကဗီဒီယိုတွေမှာပြောခဲ့တယ်လို့ပဲပဲရေးနည်းကလုံးဝမလို့မရပါဘူးအဲ့တန်တို့မာလူတို့မှာလည်းရင်းနှီးရှိပါတယ်တန်ဆိုရင်အပေါ်ကနေအောက်ကိုဆွဲရပါတယ်အောက်ကနေအပေါ်ကိုသွားဆွဲလို့မရဘူးပေါ့နော်အောက်ကနေအပေါ်ကိုဆွဲရင်အဲ့ဒါကမှားပါတယ်အောက်ကနေအပေါ်ကိုဆွဲလို့မရပါဘူးဘာလို့ဆွဲလို့မရလဲဆိုတော့ဒီလိုအောက်ကနေအပေါ်ကိုဆွဲလိုက်တဲ့နေရာမှာရင်းနှီးမှားသွားရင်ပုံစံကြီးရတယ်တကယ်တစ်မျိုးဖြစ်တယ်မတူဘူးနော်အရင်တော့ရှင်းပြခဲ့လေအမှဆိုရင်ဒီမှာဆိုမတူတဲ့အကြောင်းဒီလိုမျိုး
တစ်ခုနဲ့တစ်ခုပေါ့နော်ဒီမှာဆိုရင်ကိုမတန်တဲ့ဘက်ကြီးကရေးထားသလိုလိုအဲ့လိုဖြစ်နေမယ်ဆိုရင်အဲ့ဒါပြောခဲ့ဘူးတယ်ဟဲ့ဆိုတော့အဲ့သင်ခန်းစာကိုကြည့်လိုက်မယ်ဆိုရင်လည်းရပါတယ်ဒါကကြတော့သူကအခုရေးပြမှာကြတော့ပပေါ့နော်ပတော့မရတော့ဘူးပကိုရေးပြပါမယ်ပဘယ်လိုရေးရမလဲဆိုတော့ပမှာကဆွဲချက်ဘယ်နှချက်ရှိတယ်ဟုတ်ပါတယ်3ချက်ရှိပါတယ်ပထမဆုံးတစ်ချက်အနေနဲ့လိုလေးဆွဲမယ်ဒီလိုလေးဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲပြီးတော့အဝတ်လေးထည့်လိုက်မယ်ဒါဆိုဟာပေါင်းဖြစ်သေးဘူးနော်ဟာရှိသေးရနော်ဟာရဲ့အပေါ်မှာမလူလေးတင်လိုက်တဲ့အခါမှာပါရမယ်နော်ပြီးဘယ်လိုရေးမလဲပြီးဘယ်လိုရေးကြမလဲဟုတ်ပါတယ်ခွေးမျက်နှာလေးနဲ့တူရနော်ပြီးပြောခဲ့နော်အဲ့ဟာလေးကိုတိကျလိုက်နားထောင်ခဲ့တာမို့လဲတကယ်ပေါ့နော်လိုက်ကြည့်ခဲ့ဆိုရင်ဒီဟာလေးတွေကိုဖြည့်နိုင်ပါတယ်ဖြည့်ကြည့်ပေါ့နော်ဒီမှာဒါပေမဲ့ပေါ့နော်တခုရှိရကသင်ခန်းစာတွေကိုကြော်မသွားဘူးပြောချင်ပါတယ်ဥပမာကိုကဒီအပိုင်းတစ်ရှေ့အပိုင်းကြီးမကြည့်ခဲ့သေးဘူးဆိုရင်အဲ့ဒီအပိုင်းတွေကိုကြည့်ပြီးမှနောက်ဗီဒီယိုတွေကိုဆက်ကြည့်ပါလို့အဲ့ဒါမှသင်ခန်းစာတစ်ခုနဲ့တစ်ခုအချိတ်ဆက်ရှိပြီးတော့တေချာနားလည်မှာဖြစ်ပါတယ်ဒါကတော့ပြီရမယ်နော်အဲ့ဒါပြီးဆိုရင်ဘာတင်မှာလဲဆိုတော့နောက်ထပ်ဆက်သွားမယ်နော်ဆက်သွားမယ်ပြီးဆက်သွားမယ်နောက်ထပ်အတန်ပေါင်းခြင်းတွေစံပါသေးတယ်ဒီနေ့ကအကုန်လုံးကိုခြုံပြောလိုက်တာပေါ့နော်ဒီမှာကြည့်မယ်ဒီမှာဆိုရင်ခြားအတန်ပေါင်းခြင်းတွေမသွားခင်B40ခြားလုံးနဲ့နော်ဒါခုအွန်နီကိုပေါင်းခဲ့ပါတယ်တယ်နော်ပေါင်းခဲ့ပါတယ်ဒီမှာဆိုရင်တစ်ခါပြင်ပြမယ်အေကရုပ်ရှင်ခငိတော့နော်ခကူအနက်ဒါဘန်ဘန်ကော့ညနေစာဒီမှာဆိုရင်နောက်ကိုနဲ့ပေါင်းမယ်ပန်းပေါင်မုတ်နော်ပန်းပေါင်မုတ်4 minute ဟုတ်လားโอเคပေါ့နော်ကဲပြီနောက်တစ်ခုအရေးကြီးဆုံးအတန်ပေါင်းခြင်းတစ်ခုဖြစ်ပါတယ်ရောအောမသိရင်ဘာမှအဆင်မပြေဘူးဖတ်တဲ့နေရာမှာပေါ့နော်စကားလေးရတယ်ဒီရောအုံးကိုသုံးတာကိုဂျပန်စာမှာပိုပြောများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောအုံးစကားလုံးကတော့တိကိုတိရပါမယ်လုံးဝရောအုံးတော့မေ့မရဘူးပေါ့နော်ဆိုရောအုံးကြည့်ပါမယ်ရောအုံးကဘယ်လောက်မှမခတ်ဘူးဒါပေမဲ့ तू ကနည်းနည်းများရဲပေါ့နော်ကျန်တဲ့စကားလုံးတွေ तू ဘာလဲဆိုတော့B46လုံးနဲ့က e colon ကိုဒီရယူရောအသေးလေးတွေပေါင်းมาဖြစ်ပါတယ်ရမယ်နော်အဲ့ဆိုဘယ်လိုဖြစ်သွားမှာလဲကြည့်မယ်နော်ဥမာခထားပါတော့ခကိုဒီမှာဆိုရင်တချို့ကရနဲ့ပေါင်းခြင်းနဲ့ဟုတ်လားခနဲ့ရ sorry ခိနဲ့ပေါ့နော်ခိနဲ့ရနဲ့ဒီမှာခဆိုပြီးတော့ကောလန်ကစကလုံးကိုသုံးလို့မရဘူးပေါ့နော် is ကောလန်စကလုံးတော့မယ်ဆိုတော့ဒီမှာဆိုရင်ခိနောက်ကရဆိုတော့အဲ့နှစ်ခုကိုပေါင်းထားမယ်ဆိုရင်ဖြနောက်တစ်ခုကခိယူရယ်ပေါ့နော်ယူစကလုံးနဲ့ပေါင်းလိုက်မယ်ဆိုရင် q နောက်ဆုံးတစ်လုံးကယော့ရဲ့ခိရပေါင်းမယ်ဆိုရင်ဖြော့ဆိုတော့ခရကျူဖြော့ရမယ်နော်ဟုတ်ပြီအဲ့လိုပဲရှိရဲ့ရရဲ့ပေါင်းရင်ရှာရှိရဲ့ရွေပေါင်းရှုရှိရွေပေါင်းရှုနော်အဲ့လိုပဲချိဆိုလဲအဲ့လိုပဲနိဆိုလဲအဲ့လိုပဲမိလဲအဲ့လိုပဲဟိလဲအဲ့လိုပဲပေါ့နော်အဲ့လိုအတိုင်းပဲသွားတယ်အဲ့ဒါကြပါလဲရောက်ယူရောအသေးပေါင်းနဲ့ရောအောင်ပေါ့နော်ဒီနေရာမှာတခုရှိရနော်တခုပေါ့နော်ဒီ slide မှာမပါဘူးဒါပေမဲ့ပြောလိုက်မယ်ခုနကတော့ငါဒါခုအွန်ပေါ့နော်ဒါခုအွန်စကလုံးတွေကိုရေးခဲ့တယ်အဲ့ဒီရေးခဲ့တာတွေနဲ့လေရာယူရောအသေးကိုပေါင်းလို့ရပါတယ်သူကပုံမှန်ခေါ်ကျူးအနေမှာမဟုတ်ဘူးဒါခုအွန်လည်းပေါင်းလို့ရတယ်ခဏခုအွန်လည်းပေါင်းလို့ရတယ်ဒီမှာရေးပေးမယ်နော်ရာယူရောပေါင်းလိုက်တဲ့အခါမှာဘာဖြစ်သွားမလဲဥမာဆိုရင်ထားပါတော့ဂရဲ့ရsorry ဂီရဲ့ရရဲ့ပေါင်းနော်ရဂီရဲ့ယူရဲ့ပေါင်းနော်ယူဂီရဲ့ယူရဲ့ပေါင်းနော်ယူရကျူရမယ်နော်ရကျူအဲ့လိုမှထားလိုက်ဆိုတော့နောက်ကဟန်နာခုနဲ့ပေါင်းကြည့်ရအောင်ဟန်နာခုကကြတော့ဘာဘယ်လိုစကားလုံးလေးဆိုရင်အတန်တော့ပြော့ထားတဲ့စကားလုံးလေးအားတွေကိုပေါင်းမယ်ဘယ်လိုပေါင်းမလဲဟုတ်ပါတယ်ဒီမှာဆိုရာရောအသေးလေးကိုပေါင်းအောင်ပါပေါ့နော်ရာယူရောဆိုတော့ခါကြတော့ပရူပေါင်းကြည့်မယ်ဆိုရင်ပရဲ့ရရဲ့ပေါင်းနော်အဲ့ဒီတော့မှပရမဟုတ်ဘူးနော်ပရမဟုတ်အဲ့မှာကျတော့တခုပြောင်းလဲသွားတာရှိရပေါ့နော်ပရဲ့ရရဲ့ပေါင်းနော်ပြဖြစ်သွားရင်ပြရမနော်ပြသူကဒီအတန်ကိုတဝက်ပြော့ထွက်ထားဖြစ်တဲ့အတွက်ပြရလို့သုံးလို့မရဘူးပေါ့နော်ရောသွားမယ်အတန်ကလေဆိုတော့ခဏနိုင်တော့ပြယူရောပြပြူ
ပြပြုတ်ပြော့ရမယ်နော်သူကဒါကကျတော့ဟန်နာကိုကိုကိုရောက်ရောအသေးလေးတွေပေါင်းတာပေါ့နော်